das はいအခုဒီမှာပြောထားသလိုပဲ M5 level တော့ရောက်သွားပြီ M5 level လည်းပြီးသွားပြီ M5 level ပဲရှိသေးလို့စကားမပြောတတ်သေးဘူးဆိုတာမဖြစ်ရအောင်အခုလိုမျိုးဗီဒီယိုလေးနဲ့လိုက်ပြီးတော့လေ့ကျင့်နော်ဒါဆိုရင်တေချာပေါ့ level တစ်ခုပြီးသွားရင် level တစ်ခုစားတော့စကားပြောနိုင်သွားလိမ့်မယ်ဟိုက်ဒါဆိုလို့ရှိရင်တို့တွေစရအောင်ကျွန်တော်ကမြန်မာလူမျိုးပါတဲ့ဂျပန်စာကိုကြိုက်တယ်အခုဂျပန်စာကိုလေ့လာနေပါတယ်အနာဂတ်ဂျပန်မှာအလုပ်လုပ်ချင်တယ်ကဲလုံးဝအဲ့ဒါကို M5 level နဲ့ပဲပြောကြမယ်ကဲစဉ်းစားကြည့်ပါအောင်ဘယ်လိုပြောမလဲဟိုက်ဒါဆိုရရှိပြောပြမယ်နော်私はမြန်မာ人ですကျွန်တော်ကမြန်မာလူမျိုးပါဂျပန်စာကိုကြိုက်တယ်ဆိုတော့日本語が好きですဂျပန်စာကိုကြိုက်တယ်今日本語を勉強していますအခုဂျပန်စာကိုလေ့လာနေပါတယ်将来日本で働きたいですအနာဂတ်ဂျပန်မှာအလုပ်လုပ်ချင်တယ်ဘယ်လောက်လွယ်လဲလုံးဝM4 level မပါပဲ M5 level ကိုပဲသုံးသွားတာเนาะအဲ့တော့ M5 level ပဲရှိသေးလို့စကားမပြောတတ်ဘူးဆိုတာမဖြစ်စေနဲ့เนาะဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုသွားရအောင်ဂျပန်စာလေ့လာခြင်းလားကျမရဲ့အတန်းမှာလေ့လာနိုင်ပါတယ်အတူတူစူးစမ်းကြရအောင်ဘယ်လိုပြောမလဲはいအဲ့တော့日本語を勉強したいんですかဂျပန်စာလေ့လာခြင်းလား私のクラスで勉強することができますဂျပန်စာလေ့လာနိုင်မှာအဲ့တော့勉強することができますဆိုတဲ့ပတ်တန်လေးကိုသုံးသွားတယ်เนาะဟိုက်အတူတူစူးစမ်းကြရအောင်ဆိုတော့一緒に頑張りましょうအတူတူစူးစမ်းကြရအောင်အဲ့တော့日本語を勉強したいんですがဂျပန်စာလေ့လာခြင်းလား私のクラスで勉強することができます一緒に頑張りましょうဟိုက်ဒါဆိုရင်လေM5 level အသုံးကိုပဲရရှိသုံးပေးသွားတာเนาะဟိုက်အဲ့တော့အခုလိုမျိုးလေးတွေ level တစ်ခု level တစ်ခုပြီးသွားပြီဆိုတာစာအုပ်ထဲကစာကိုပဲရလိုက်တာမျိုးမဟုတ်ဘဲနဲ့တကယ်တမ်းလက်တွေ့မှာလည်းအသုံးချခြင်းနဲ့စာကိုလည်းပဲကြည်ကြည်ညက်ညက်နဲ့ရခြင်းနဲ့တတိချာချာလည်းပဲဂျပန်စာကိုထိထိရောက်ရောက်နဲ့သင်ယူခြင်းနဲ့ဆိုလို့ရှိရင်ဝရရှိရဲ့အခုအသစ်စပြီးတော့ဖွင့်မဲ့business နဲ့ M5 တန်းခွဲအသစ်ကလေးကိုလာပြီးတော့စုံစမ်းလို့ရပါတယ် Zoom class နဲ့သင်ကြားပေးမှာဖြစ်ပါတယ်အချိန်ကတော့ညနေ9:00နာရီခွဲကနေပြီးတော့9:00နာရီအထိဖြစ်ပါတယ်အချိန်လေးကတော့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူ4ရက်သင်ကြားပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ပုဒ်ဆက်ပြီးတော့ကြည့်ကြရအောင်နော်မနေ့ကစူပါကိုသွားခဲ့တယ်ပန်းသီးနဲ့ပေါင်မုတ်ကိုဝယ်ခဲ့တယ်အဲ့ဒါကအရန်အရသာရှိခဲ့တယ်ဘယ်လိုပြောမလဲမနေ့ကစူပါကိုသွားခဲ့တယ်ပန်းသီးနဲ့ပေါင်မုတ်ဝယ်ခဲ့တယ်အဲ့ဒါကအရန်အရသာရှိခဲ့တယ်ပြောကြည့်ပါဦးはいရပြီလား昨日スーパーへ行きましたပန်းသီးနဲ့ပေါင်မုတ်လို့ပြောရတဲ့အတွက်ကြောင့်မို့လို့リンゴとパンを買いましたそれはとても美味しいですနော်အဲ့တော့ဒီနေရာမှာအရသာရှိခဲ့တယ်လို့ပြောချင်တဲ့အတွက်ကြောင့်မို့လို့美味しかったですအရသာရှိခဲ့တယ်ရမလားဟိုက်ဘယ်လောက်လွယ်လဲတကယ်တော့ဘာကိုပဲသုံးသွားတာလဲအဲ့ဒါရှိတော့ M5 level ဟာကိုပဲသုံးတာအဲ့တော့ကျောင်းသားတွေက M5 level ပဲရှိသေးလို့စကားမပြောနိုင်ဘူးလို့ M4 level ရှိပြီးစကားမပြောနိုင်ဘူးဆိုတဲ့ဒီအကြောင်းအရာတွေအများတန်းကြားရတယ်ပေါ့နော်အဓိက grammar တွေခိုတိုးပါတွေကိုစာအုပ်ထဲမှာပဲထားတာစာအုပ်ထဲကဟာကိုစာအုပ်ထဲမှာပဲထားပြီးတော့စာအုပ်ထဲမှာပဲအသုံးချတတ်တာတကယ်တမ်းကကြတော့လက်တွေ့မှာထုတ်ပြီးတော့သုံးကြည့်လက်တွေ့မှာထုတ်ပြီးတော့ပြောကြည့်မှစကားပြောပိုင်းတွေရလာမှာပါဝရရှိရဲ့ Zoom class လေးတွေမှာဆိုလို့ရှိရင်ဝရရှိကစာအုပ်ထဲကအသုံးကိုပဲမဟုတ်ဘဲနဲ့ဒီစာအုပ်ထဲကစာအုပ်ပဲမဟုတ်ဘဲနဲ့နားဆန်တို့အတွက်တကယ်လက်တွေ့မှာစကားပြောနိုင်အောင်လို့ပါလေ့ကျင့်သင်ကြားပေးနေပါရဲ့ရှင်ဒါကြောင့်မလို့တကယ်လို့ကိုကM5 level ကိုစပြီးတော့သင်ယူခြင်းနဲ့ဂျပန်စာ basic ကိုအခြေခံကနေစပြီးတော့ထိထိရောက်ရောက်လေးသွားခြင်းနဲ့ဆိုလို့ရှိရင်ရရှိရဲ့အတန်းလေးမှာလာပြီးတော့ join လို့ရပါတယ်ဒီလ29ရက်နေ့မှာစမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူမပြည့်ခင်လေးတော့စီးရင်လေးပေးထားလိုက်နော်ဟဲ့ဒါဆိုလို့ရှိရင်အခုဒါလေးတွေကိုတေချာလေးလိုက်ပြီးတော့ဖြည့်ကြည့်ပြီးတော့နောက်ထပ်လည်းပဲကိုယ့်အတာကိုလေးထပ်ပြီးတော့စဉ်းစားကြည့်စေချင်ပါတယ်အင်စာလေးလည်းပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်စာလေးလည်းယူသွားအောင်နော်အဲ့တော့အင်စာလေးကကြတော့ရရှိကဘာပေးလိုက်မလဲဆိုလို့ရှိရင်နားဆန်တို့အနေနဲ့တာဘဲမဆိုတာလေးရဲ့イキマဆိုတာလေးရဲ့ဘန်ကျော်ရှိမဆိုတဲ့အဲ့ဒီခိုတိုးပါလေး၃လုံးကိုသုံးပြီးတော့စာကြောင်းလေးတွေပြောကြည့်ပါအောင်နော်ဟဲ့အဲ့ဒါလေးကိုရရှိကို comment လေးမှာမှတ်သွားပေးပါအောင်ရှင်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာထပ်ပြီးတော့တွေ့ပါမယ်じゃまたねバイバイ